面你这个不背嘛，背不了啊。我看不懂。
ကြတော့မနော်အချိန်လေးများရမယ်ဆိုရင်လေကျွန်တော်ကိုယ်တိုင်ရေးဆက်ထားတဲ့လွန်ခဲ့တဲ့ဒီမင်းအောင်လိုင်းအာနာလူမင်းအောင်လိုင်းအာနာမလူကေ2020ခုနှစ်က2020နိုဝင်ဘာလလောက်ကကျွန်တော်ရေးပြခဲ့တဲ့အမေရဲ့ဘဝ history လေးကိုလေအတူချုံပြီးတော့အမေရဲ့ဘဝလေးကိုကျွန်တော်ရေးဆက်ထားတဲ့သချင်းလေးလေအဲ့ဒါလေးနဲ့ဒီကမိဘပြည်သူစီကိုကျွန်တော်အမေကိုလည်းဂုဏ်ပြုပြီးတော့ကျွန်တော်ခံစားပြီးတော့အမေဘဝရဲ့ပေးဆက်ပုံကိုရေးထားတာလေးရှိတယ်အဲ့ဒါလေးပြီးဆိုရင်ရပါလားကြပါရဲ့ဟုတ်ကဲ့5မိနစ်ရအောင်ဟုတ်ကဲ့ကျွန်တော်တချင်က3မိနစ်လောက်ပဲရှိတယ်ကပ်ပေါ်လေးပြီးပြန်ပါကျွန်တော်တချင်းနာမည်လေးကိုလေကျွန်တော်ဘဝအမောလေးကြည်ပါစေဘဝအမောတွေကြည်ပါစေမေမေလို့ဟိုပေးထားပါလေခုနကတော့အမိပတ်လေးတချင်းပေါ့အခုကဘဝအမောတွေကြည်ပါစေခုနစောစောဆိုတဲ့အောင်ဆန်းစုကြည်တချင်းကအများသိတာကျွန်တော်တချင်းပဲသိထားကြကျွန်တော်ဆိုပဲဆိုတာပါဗျအဲ့တချင်းရေးတာဥမာရရေးတာတီးရေးရဥမာရပါကျွန်တော်ရေးတာမဟုတ်ပါဘူးအခုဒီဘဝအမောလေးကြည်ပါစေမေမေကကျွန်တော်ကိုယ်တိုင်ရေးဆက်ထားတော့ဘူးဒီကျွန်တော်ကိုပြုခွင့်ပြုပါနော်ရှိတဲ့ပြုဘဝနဲ့လုံးကရှုမဆုံးအောင်လာတဲ့ဒီရဲ့ကျူစင်ညာမြတ်တာဆိုစီကိုဝဲဒီလိုတွဲရိပ်နေတယ်တော့ကားမှာတွဲဒီကတော့တန်ဖို့နဲ့ရှိနေပါလေဘယ်တော့မှခဲပြီးမဲ့ရေစကားနာကတို့သိစီမယ်လူဝါသခုံမြင့်ချက်ချိန်ရှာတဲ့အရေးချင်းနဲ့ဆိုင်ကြပါလေကံနာကြီးကျလို့နဲ့အဆောင်ရောက်များလေမေဆောင်တော့ခဲ့နိုင်ပါလေဘယ်မှာရဲ့စုပန်းချင်းနဲ့သစ္စာပြုတဲ့ပါရမီချစ်ရှင်တန်သေးတဲ့ဘုံမေရှိယုံဤချက်ဘုံနိုင်ခရီးဆက်အမေရဲ့ကြည့်ကြည့်စုကြည့်တယ်တိုင်းဒီတွယ်ကိုချူမငယ်ွက်သူအမေအချေကံပြီးဝါပေတရေကဒီပါလေအနေနာခံဒီလိုစံဖို့ယောကဂျိုတီတနဲ့ရှိရာတတိပြေရင်ဆိုင်တဲ့မေရာရာကိုွယ်ွယ်ပြပြစဉ်းစားချင်နေနိုင်တော့ပေကိုယ်ဟိုက်တိုက်ညိုပြီးလေခံနာအားလုံးကဝါပုံစံအသေးကြီးပြတဲ့အပြီးတဲ့ဝါမော်ရီဝါဒီ
在一段不久年我是逃避，别看比我比自己更华丽，你那个一路上有个小弟在那是个不敌也才能力。呀呀，我乖乖家家，是那天天太多的，我爱在有你那里，那阿拉斯我不怕，飞机下去一夜我莫里一把米。你们里面有干啥吗？阿拉斯我不怕。飞机下去，你也我莫里一把米。阿拉斯我不怕，飞机下去，你也我莫里一把米。ဒီမှာဂျပန်နိုင်ရောက်တဲ့ဒီသောအာနာရှင်ကိုတွန်းလှန်သွားပါမယ်လို့ဂရီးတစ်ဆောင်ပြပါတယ်မိဘပြည်သူအားလုံးကျေးဇူးပါရေတော်ဘုံမအောင်မချင်းတိုက်ပါဘူး